မိုးရွာတဲ့နေ့တွေဆိုရင်ကလေးတွေကိုကြောင်ပြက်ခွန်းပြုတ်နေမိပြီလားအဲ့လိုမမေတို့ရေဒီနေ့မှာတော့ကလေးတွေမိုးရွာတဲ့နေ့တွေမှာဆိုလို့ရှိရင်ကလေးတွေကိုဒီနေ့တော့မိုးရွာတဲ့ကြောင်မတော်နေတော့ဆိုကုန်မယ်အေးမိမယ်အေးပက်မယ်ပေါ့နော်စိုးရင်စိတ်တွေနဲ့ကြောင်မတော်ဖို့စိတ်ထဲကနေပေါ့နော်ကြောင်မပို့တော့ဘူးဆိုတဲ့စိတ်မျိုးခံစားဖူးကြလားတွေးဖူးကြလားပေါ့နော်ကျွန်မတို့ဒီနေ့မနေ့ချက်မိုင်မြို့မှာမိုးရီရွာနေပါတယ်ခဏတော့တွေးမိလိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းကလေးတွေကဒီလိုမျိုးကိုမပို့လိုက်ဘူးဆိုရင်ပေါ့နော်ကျောင်းကိုမိုးရီရွာလို့ကလေးတွေကိုဒီနေ့တော့ကျောင်းမပို့တော့ဘူးဆိုပြီးတော့မှအိတ်ဆောင်ဖြတ်ချက်ကိုချမိခဲ့မယ်ဆိုရင်ကလေးတွေကနောက်ပိုင်းမှာကျောင်းတက်ဖို့အတွက်မိုးရွာတယ်ဆိုတာ ਨੇ မိုးရွာတဲ့နေ့ဆိုကျောင်းမတော်လေးရတယ်ကျောင်းပြက်လို့ရတယ်ဆိုတဲ့အတွေ့အကြုံသူတို့ရဲ့စိတ်ထဲမှာအမြင့်တွေ့သွားနိုင်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်ဒီမိုးရွာတဲ့ကိစ္စမှမဟုတ်ဘူးပေါ့နော်တခြားသောအကြောင်းပြချက်တွေကိုသူကိုယ်သူရှာတက်လာမယ်စင်ကြေပေးတက်လာမယ်ပေါ့နော်စင်ကြေပေးတက်ပြီးတော့ကြောင်ပြက်လို့ရတဲ့အကြောင်းအရာလေးတွေသူတို့ဟိုဖြစ်လာမယ်အဲ့တော့စိတ်ထဲကနေပေါ့နော်သူတို့ရဲ့ဒီစိတ်ထဲမှာဒီအကျင့်ရာအဲ့လိုပါဝါတက်တယ်ပေါ့နော်အဲ့တော့ခါကျတော့ကျမကတော့အဲ့လိုစဉ်းစားတယ်မရဘူးဘယ်တော့ပဲမိုးရွာနေပါစေရအောင်ပို့မရမယ်ဆိုပြီးတော့မှဒီနေ့မနေ့ဆိုနှိုးရခတ်တယ်ဒါပေမဲ့ကျမသူ့ကိုရအောင်နှိုးတယ်ရအောင်ပြင်ဆင်ပေးတဲ့အချိန်မီပေါ့နော်ဒီမှာ9နာရီကြောင်းတက်တာဆိုတော့လေsorry 9နာရီခွဲလောက်ကြောင်းလုံးကဟိုရောက်သွားရတာဆိုတော့ဒါပေမဲ့9နာရီလောက်ဖေဒီယာရောက်တယ်အဲ့တော့အမိသူ့ကိုမျက်လုံးမပွင့်ဘူးသမီးလေးကဆွေးလေးကဒါပေမဲ့ကျမသူ့ကိုရအောင်လုပ်ပေးလိုက်တယ်ပေါ့နော်ရအောင်လုပ်ပေးပြီးတော့ပို့ပေးလိုက်တယ်အဲ့တော့ဒီနေ့တော့ကျမတော့ကြော်လာနိုင်ခဲ့တယ်ပေါ့နော်ဟိုအေးနေပါစေဆိုတော့သမီးလေးကိုပို့နိုင်ခဲ့တယ်ဒီမှာရှိတဲ့မီတွေကလည်းအကယ်၍မိုးတွေဟိုမုန်တိုင်းလိုမျိုးကြီးတာမျိုးကျမရေးရဆိုလို့ရှင်လည်းအရင်ပြစ်ထန်တာမျိုးဆိုရင်တော့မပို့တင်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုပုံမှန်နေထားလေးဆိုလို့ရှင်တော့ကြောင်းကိုရအောင်ပို့ပေးကြဖို့အတွက်ပေါ့နော်ကျမတွေးသလိုမျိုးလေးပေါ့နော်လုံနိုင်သလိုလေးလုပ်လို့ရအောင်လို့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒီမှာရှိတဲ့မိမိတွေရောဒီလိုမျိုးမိုးတွေရွာတဲ့ရက်တွေဆိုလို့ရှိရင်ကျမလိုမျိုးငယ်တဲ့မိဘတွေပေါ့နော်ဒီလိုငယ်တဲ့မိဘတွေဆိုမူချိုရမိဘတွေဆိုစဉ်းစားမိကြတယ်လေနော်အဲ့လိုမျိုးနေ့တွေမှာဆိုရင်ဒီမှာရှိတဲ့မိမိတွေကဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချခဲ့ကြလဲဆိုတာလေး comment မှာမှတ်ပေးခဲ့ကြအောင်နော်အခုလိုမျိုးမမေတွေအတွက်အကျိုးရှိမဲ့အသုံးဝင်မဲ့အတွေ့အကြုံလေးတွေပေါ့နော်အကျိုးရှိမဲ့အတွေ့အကြုံလေးတွေကိုဝေမျှပေးသွားမှာဖြစ်တဲ့အတွက် follow လုပ်ထားပြီးနောက်ဗီဒီယိုမှာဆုံကြမယ်နော် God bless you all